စစ်ကိုင်းတိုင်းမုံရွာမြို့ပေါ်တွင်ပေါ်တာရရှိမှုနည်းလာသဖြင့်ပွဲလန်းသဘင်များဖြင့်များကဖမ်းဆီးနေကြောင်းသိရပါသည်။တစ်နှစ်ကျော်ကြာနေ့စဉ်မပြတ်ပေါ်တာဆွဲနေသောကြောင့်ဖမ်းဆီးရမိမှုနည်းလာသဖြင့်2025ခုနှစ်ပွင့်လင်းရာသီမှဆက်လက်ပွဲလန်းသဘင်များပြုလုပ်ကာပွဲပြန်တွင်ပေါ်တာဆွဲနေကြောင်းမုံရွာမြို့ခံချို့ထံကသိရပါသည်။မကြသေးဘူးမုံရွာတက္ကသိုလ်နားမှာဈေးရောင်းပွဲပေါ့စတိတ်ရှိုးထည့်ပြီးလုပ်တဲ့ပွဲနားမှာတော့မဖမ်းဘူးပွဲကနေပြန်ခက်လန်းလန်းကနေဆောင်ဖမ်းတာကျွန်တော်တို့နားမှာနေတဲ့လူငယ်2ယောက်ပါသွားတယ်တခြားရက်ကွက်တွေကသွားတဲ့သူတွေလည်းပါမှာပဲဟုမုံရွာမြို့စုံရက်ကွက်တစ်ခုနေအသက်90ကျော်ရွယ်ရှိအမျိုးသားတဦးကပြောပါတယ်စစ်တပ်ကအိမ်စီးကားများဖြင့်မုံရွာမြို့အနှံ့သွားလာကအချိန်မရွေးပေါ်တာဆွဲနေပြီးညနေပိုင်းအလုပ်ပြန်ချိန်နဲ့ညဘက်ပွဲတော်ပြန်တို့နာအဓိကထားဆွဲနေကြောင်းသိရပါတယ်အိမ်စီးကား3စီးလောက်တွဲလျက်သွားပြီးလိုက်ဆွဲတဲ့ PD အတွေ့ပြစ်မှာဆိုးလို့တနေရာထဲမှာနာရီဝက်ကျော်တောင်အထိုင်ကျနေတာမျိုးမလုပ်ဘူးဘဲချိန်မဆိုဆွဲနေပေမဲ့ညနေဆိုအလောက်ကပြန်ဆက်မှုဆောင်ကအထွက်လန်းတွေဟိုဘက်ကန်းပြန်ချင်းတွင်းမြစ်အနောက်ဘက်ကန်းမဲလေစိတ်တွေမှာဆွဲတယ်ညက်ဆိုရင်တော့ပွဲပြန်မှာဆွဲတာဟုမုံရွာမြို့ထန်းတော်ရက်ကွက်နေအိမ်ရှင်မတဦးကပြောပါတယ်မလပထမပတ်အတွင်းမှာလဲမုံရွာမြို့ကန်တာယာတွင်ပွဲလန်းသဘင်ပြုလုပ်ဦးမည်ဖြစ်ကြောင်းသိရပါတယ်ကန်တာယာမှာညဈေးလုံးမှာကတော့အခုထိမဖွင့်နိုင်သေးဘူးဖွင့်လဲလူဝင်နေမှာပဲအခုဈေးရောက်တာတောင်ရောကြလေးအရွယ်ကောင်းတွေဘယ်သူမှမယောင်းရဲဘူးဟုထိုမျိုးသမီးကပြောပါတယ်စစ်တပ်ကမုံရွာမြို့ပေါ်တွင်မိသူကိုမဆိုအကြောင်းမဲ့ဖမ်းဆီးနိုင်တယ်လို့မိသူကိုမဆိုလဲပြစ်တက်ခွင့်ရှိကြောင်းမုံရွာမြို့စုံရက်ကွက်နေအမျိုးသားကပြောပါတယ်